တင်းကျုပ်ွယ်တော်ကြီးပြီးတော့တောင်းကုန်တောင်းနိုင်စီကလည်းမတော်လားမြတ်တင်ငန်းကပ်ဘူးဒီကုန်းကုန်းတော့ငြိမ်ငြိမ်ဆိုင်ကတိန်တင်ငန်းမို့ကလူလိုမစုံခင်ပြုံးတာဒီပြီးကိုင်းတင်းကျုပ်ွယ်တော်ကြီးပြီးတော့တောင်းကုန်တောင်းနိုင်စီကလည်းမတော်လားမြတ်တင်ငန်းကပ်ဘူးဒီကုန်းကုန်းတော့ငြိမ်ငြိမ်ဆိုင်ကတိန်တင်ငန်းမို့ကလူလိုမစုံခင်ပြုံးတာဒီပြီးကိုင်းရောရောဇွန်နဲ့လေတိုင်းကျွန်တော်ဒီမလားလို့မိုင်းရောရောဇွန်နဲ့လေတိုင်းကျွန်တော်ဒီမလားလို့မိုင်းကနာဒူလူကသရုံဟန်ကျော်ရှင်အစင်းလာလို့မြိုင်တပွင့်ပန်းလာပဲလင်းကျူပြနိုင်ဒီရောရင်ကျော်တမီတိုင်းပြုံးပြုံးလေးကျွန်တော်ဒီကတိုင်းရက်ကိုင်းခတ်တယ်လေးကလို့မဲမြိုင်ကတိမ်ဝဲချင်လာတဲ့လာလောင်ကိုင်းအတူယူအတူဆိုင်လာလောင်ကိုင်းကတိမ်ဝဲချင်လာတဲ့လာလောင်ကိုင်းအတူယူအတူတနစ်တဲ့တနည်းမို့သူသာလေချစ်ဆုံးပါတိုင်းနေနေဆိုင်လာတဲ့ဆောင်တိုင်းနေနေဆိုင်လာတဲ့ဆောင်တိုင်းကတိမ်ဝဲချင်လာတဲ့လာဆောင်တိုင်းအတူယူအတူယူနေနေဆိုင်လာတဲ့ဆောင်တိုင်းနေနေဆိုင်လာတဲ့ဆောင်တိုင်းကတိမ်ဝဲချင်လာတဲ့လာဆောင်တိုင်းyou do you chit ya ki nya gai tanit de tanin mo tu da le chit so ba nai ne sai la lo ngai 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 မီးမြောပွဲကြီးပြီးဆုံးသွားတဲ့အခါစကားကြီးမျိုးအုပ်ချုပ်ရေးမှုရုံးရှိကစူပီမနက်ကိုရောက်ရှိခဲ့ကြပါသည်အထက်ကဒဏ်ရဖွဲ့ဝင်တွေအမှတ်ပေါင်းနေစဉ်မှာလက်ဆွဲကြောင်းကန့်လန်တန်းကမောင်ဝီလူကျော်နဲ့မတ်ဝင်းဇူလိုင်တို့ကမြမယူဟာစရောက်ဖို့အကနဲ့သူငယ်တော်အကများကိုကပြဖြည်းဖြည်းအသုံးတော်ခံခဲ့ကြပါသည်
စီစဉ်ရဒုတိယအကြိမ်မြောက်မီးမျောပွဲတော်ကျင်းပရေးကော်မတီနာယကဒေါက်တာဝင်းနိုင်ထွန်းကဂုဏ်ပြုစကားပြောကြားခဲ့ပါတယ် လို့ပတ်သက်လို့ပါလို့ပါတယ်။ဒီညမှာဆိုလို့ရှိရင်စကားကြီးမြို့နယ်လို့ကျွတ်ဒီမျိုးပွဲတော်လေးပါမြို့မှာရှိတဲ့ရပ်ကွက်အားလုံးကနေပြီးတော့တက်ကြွနော်စိတ်ပါလက်ပါနဲ့အကျိုးမှန်တဲ့ပါဝင်ဆင်နွှဲကြတဲ့အတွက်ကျွန်တော်ကြည့်ပြီးတော့အမှန်တမ်းကြည်နူးပြီးဖြစ်မိပါအဲ့တော့မီးညှောလိုက်တယ်ဆိုတော့မီးဆိုတာတော့ဒါလောက်တတ်တဲ့သဘောပေါ့နော်မီးစက်တမီးတွေညှောချလိုက်တယ်ဆိုတော့ဒီစကားကြီးမှာရှိတဲ့မိဘပြည်သူညီကောင်မအားလုံးဒီနေ့စပြီးတော့စက်တမီးတော့မီးတွေကိုဒီနေ့စပြီးငြိမ်းကြပါစေလို့ပထမဆုံးဆုတောင်းပါတယ်ကတော့ဘာမှအရာမထင်ခဲ့ပါဘူးအဲ့ဒီနေရာကျွန်တော်တို့မသိဘူးပေါ့နော်မြေတပည့်ရှိတိုင်းပြောလို့ရမယ်လို့ထင်ခဲ့တယ်ကိုအတွေးလေးနဲ့ကျွန်တော်ပြောခဲ့ပါတယ်ပြောပေမဲ့လို့မိတွေကဘလို့မှရေထဲမှာမျောမသွားပါဘူးဒါပေမဲ့လို့ဒီနေ့မှာတော့ကျွန်တော်တို့ဒါစကားကြီးဟာအမတမကန်ထူပြီးတော့မြေကမ်းလေးမှာရှိတဲ့မြို့လေးဖြစ်တယ်ကျွန်တော်တို့ဒီမြို့လေးမှာနေတဲ့လူအားလုံးဟာလည်းပဲဒီတရင်ကျုပ်တစောင်းတိုင်းမိထုံပွဲတော်မှာကျွန်တော်တို့ရသော်ဖျားဟိုပူဇော်ပြန်ပြီးထုံးပြီးတော့ကျွန်တော်တို့ပူဇော်မဲ့ပွဲလေးဖြစ်တဲ့အတွက်ဒီနေ့ကိုတော့ကျွန်တော်တို့စိတ်ယုံပြီးတမလို့ဖင်းနဲ့ကျွန်တော်အားလုံးရက်ွက်အားလုံးပါပြီးတော့အခုလိုဆင်နွှဲကြမယ်ဆိုပြီးတော့နိုင်ကအဖွဲ့တွေဖွဲ့တယ်ကြီးကြပ်ဖွဲ့တွေဖွဲ့ပြီးတော့ကျွန်တော်တို့ရက်ွက်အသီးသီးမှာအုပ်ချုပ်ရေးမှုတွေကိုအကြောင်းကြားပြီးလုပ်ခဲ့တာပါ ပြီးနောက်မှာတော့ပါဝင်ဆင်နွှဲခဲ့ကြတဲ့ရက်ွက်နဲ့ကြီးဝါဌာနဆိုင်ရာများကိုစုများချီးမြှင့်ခဲ့ရာအထူးစုရရှိကြတဲ့အဖွဲ့များကိုကျင်းပရေးကော်မတီနာယကလူကြီးများကအသီးသီးစုချီးမြှင့်ပေးရခဲ့ကြပါသည်ဆိုင်ဆိုင်မြိုင်မြိုင်ဆိုင်ဆိုင်လာတော့နိုင်မြိုင်မြိုင်ဆိုင်ဆိုင်မြိုင်မြိုင်ဆိုင်ဆိုင်လာတော့နိုင်လာတော့နိုင်တည်ကျုပ်ဝဲတော်ကြီးပြီးတော့သောင်းဘုရားနိုင်စီကမြန်မတော်အလားမြတ်တင်ငန်းကပ်ဘူးဒီလိုယခုနှစ်မီးမျိုးပွဲတော်ကြီးမှာမီးဘုံအပြင်အေယာမငင်းချမ်းရေးတစ်စိတ်ချိုးငယ်ကြီးကိုလည်းဖန်တီးခဲ့ကြပါတယ်။လှည့်လေတဲ့နေရာဒီမှာလည်းစီကံတကြနဲ့ညီညွတ်စွာပါဝင်ခဲ့ကြပါတယ်။မြေအတွင်းကိုရောက်တဲ့အခါမှာလည်းအပေါ်လွင်ဆုံးနဲ့အထူးခြားဆုံးမိဘုံကြီးကိုပြုလုပ်ပါဝင်ဆင်နွှဲပြီးခဲ့တဲ့စကားကြီး6ရက်ွယ်အဖွဲ့ကိုပထမအစုအဖြစ်ယခုနှစ်မှာထိုက်တန်ရရှိသွားတာကြောင့်ဒေါက်တာဝင်းနိုင်ထွန်းကဒီစုကိုချီးမြှင့်ပေးရခဲ့ပါတယ် 6ရက်ကိုကျွန်တော်ပြီးနောက်မှာတော့စကားကြီးအထက်ကကျောင်းသူကျောင်းသားလေးများကကိုစစ်သက်တို့ရဲ့စကားကြီးမိထွန်းပွဲတော်တခြင်းကိုတမ်းမြင်ပြီးဆိုခဲ့ကြပါတယ်။ဒါကြောင့်တစောင်းမုံလာရဲ့ထူးခြားတဲ့လာပညာတွေရောက်တဲ့အခါတိုင်းဒီလိုပွဲမျိုးဖြစ်ဖို့ရည်ရွယ်ခဲ့ကြပါတယ်။ဘာသာရေးပွဲတော်အဖြစ်ခံယူခြင်းရိုးရာဓလေ့စင်လာကိုထိမ့်သိမ်းရာရောက်ခြင်းမိမိတို့မြို့ရွာဒေသပြည်သူတို့ရဲ့စီလုံးညီညွတ်မှုအားကိုပြသရာရောက်ခြင်းတဘဝတခဏတာဖြစ်လာရတဲ့လူဘဝမှာဓမ္မဝိဟာရတရားကြီးလက်ကင်ထားပြီးအချင်းချင်းသဟဇာတဖြစ်ကြတာကတိညုတကတဝီရီတရားကြီးပြေဝစီခြင်းနောင်သားစဉ်မျိုးဆက်တို့အတွက်လည်းကောင်းမြတ်တဲ့အမွေအဖြစ်ခံယူစေခြင်းစတဲ့ရည်ရွယ်ချက်တွေနဲ့ကျင့်ပမယ်လာမယ့်1385ခုနှစ်တစောင်းမုံလာပြည်ညကိုလည်းပြန်လည်စုံစည်းကြပါစို့လို့ခိုင်မာစွာတန်တိတ်တံပြုရင်းမီးမျောပွဲတော်ကြီးကိုယခုနှစ်မှာအောင်မြင်စွာရုပ်သိမ်းခဲ့ကြပါပြီ